မင်္ဂလာပါဝါသနာတို့မျိုးတို့ကြီးကျွန်တော်တို့တကယ်ကိုပဲချီတက်နေတဲ့ဘက်လေးလို့ပြောရမယ်ဗျပြီးခဲ့တဲ့တပတ်လုံးမှာလည်းပဲကျွန်တော်တို့ရဲ့ဝါသနာရှင်တွေတည်ရဲ့အတိုင်းတပတ်လုံးမှန်ခဲ့တယ်လို့အထူးသဖြင့်ပြီးခဲ့တဲ့တောက်ကြနေကဆိုရင်မနက်ပိုင်း9:00ညအနည်းနှစ်ရှစ်ကျွန်တော်ပြီးခဲ့တဲ့ main ကွက်တီကြီးပဲပြုတ်ဒီနေ့မှလည်းပဲကျွန်တော်ပြီးခဲ့တဲ့အမာကြီး9:00ညနေ့ကမနက်ပိုင်းမှာ9:00လို့ထွက်တယ်ညနေပိုင်းမှာတော့2:05ဆိုပြီးတော့ထွက်ခဲ့တယ်ပေါ့နော် main ကွက်9:05ကတ်လွဲသွားခဲ့ပြီမဲ့ရန်ကွက်2:05ကတော့အမိရဆွဲလိုက်တဲ့သူတွေကတော့ညနေမှာပိုင်းသားရသွားကြပြီနော်ဟုတ်တဲ့သူတွေအားလုံးကိုဝမ်းတာကြောင့်အရင်ဆုံးပြောပြစီကဲအဟောင်းတွေကအတိတ်အောင်ဝဲကတော့လက်ရှိဆိုတော့မနေ့ပြန်အတွက်အားလုံးစောင့်မျှော်နေတဲ့အလဲရောက်ပြီပြုတ်ကနန်းထွက်စင်နေနဲ့ကျွန်တော်ရဲ့မူတွေအရမနေ့ပြန်အတွက်အမာကြီးကတော့တော်တော်လေးကိုလှနေပါလေမနေ့ပြန်အတွက်အမာကြီးကတော့9 4 2ဖြစ်ပါလေဒီသုံးလုံးကမနေ့ပြန်တစ်နေ့တာလုံးအတွက်တော်တော်လေးကိုအားကောင်းနေသလိုထွက်ပြီးသားကနန်းနေနဲ့ပတ်သက်မှုတွေကလည်းပြန်လဲဆင်းလာနိုင်မှုရခိုင်တော့တော်တော်ကိုများနေတာပါပြုတ်9ရဲ့4ရဲ့2ရဲ့သုံးလုံးကတော့အကြိုက်ထဲမှာပါတယ်ပြုတ်အမာကြီးကိုလေးနှစ်ပေါ်မှာအခြေခံပြီးတော့ကျွန်တော်ထုတ်ထားတဲ့ main ကွက်တီနဲ့ရန်ကွက်တွေကိုတော့ကဲတည့်တဲ့အတိုင်းပဲမနက်ကြီးမှာကျွန်တော်တင်ပြီးမှဖြစ်ပါတယ် main ကွက်ကိုတောက်ကြနေကလိုမျိုးနေကုန်ကျွေးပြန်တောင်းလို့ရနိုင်မဲ့ကနန်းတွေကိုထုတ်ပြီးဖို့ရွယ်ထားပါတယ်ကျွန်တော်ကိုရိုညူနေနဲ့ဒီသုံးလုံးထဲမှာဘယ်ကနန်းကိုအကြိုက်ဆုံးလဲကျွန်တော်အမျိုးတွေအားလုံးဒီကနန်းသုံးလုံးထဲမှာဘယ်ကနန်းကိုအကြိုက်ဆုံးလဲဆိုတာကိုကျွန်တော်နဲ့စိတ်တူကိုယ်တူရှိမလားဆိုတာကို comment မှာရေးခဲ့ပေးကြပါဦးမနေ့ပြန်မှလေးပဲကျွန်တော်တို့နေကုန်ပေါကနန်းတွေနဲ့ပျော်ရွှင်နိုင်ကြစီဖို့ဆုတောင်းပေးလိုက်ပါတယ်ပြုတ်အားလုံးပဲကံကောင်းကြပါစီ